အခုကတော့လူငယ်ကတော့မမြင်ရတဲ့လောက်ပါပဲ။ရာဥပမာဝအမေလုံးတင်တယ်။ဒါပဲလေကျွန်တော်အဲ့ဒီဟို AI တို့ပညာတို့အခုကတော့ဒီ IT ပေါ့လေအင်မတန်ကိုပေါ်များတဲ့ကာလဘယ်လောက်ပေါ်လဲဆိုမဖတ်နိုင်အောင်ပေါ်ရတယ်ပေါ်တဲ့အခါမှာအခုမှဘာသတင်းခေတ်ပေါ့သတင်းက information ပေါ့သတင်းဆိုတာ news ဆိုတာ information ပေါ့ information ကဘယ်လောက်ထိပေါ်လဲဆိုမနိုင်တော့ပေါ်တယ်ဒါပေမဲ့ information အစ်စ်ကတော့ကိုရှားဘာလို့ရှားလဲဆိုတော့ information အစ်စ်ရဖို့တော်တော်ပတ်စံကုန်တယ် information အစ်စ်တစ်ခုရဖို့အခုဆိုတော့ရန်တက်ခိုင်လို့ဆိုပိုတိရပါကိုယ်တိုင်လာရတယ်ကိုယ်တိုင်ကြားအဲ့အောင်မင်းသွားလိုက်လို့သူဘယ်တော့မှမလို့သူငယ်နောက်ကပါဘောက်တော့ဘာဒီကောင်းတယ်လဲလို့သူတွေ့ကြည့်တယ်လေလူကိုယ်တိုင်လည်းလွဲလို့တွေ့တာပေါ့လေအဲ့မဲ့ information အစ်စ်တစ်ခုရဖို့မော်တော်ကားကားရတယ်မိုက်ကြီးတင်ရတယ်ဒီရတယ်အကုတ်ကိုယ်တိုင်ကျွန်တော်ကအဲ့ခါမှာ information ရော knowledge ကိုကျွန်တော်တို့က knowledge ကတော့အခုခေတ်ကတော့ဒီ AI မှာလို့ဘယ်လိုလုပ် AI အပုံမှန်နေကျွန်တော်တို့ကမှတ်နိုင်ဆိုတော့အဓိကယောဂကြီးမှာအောင်မြင်ဆုံးလူတွေကကိုယ်တိုင်ဆယ်တာမှာထောက်ပါတာဘူးထွက်တဲ့လူတွေကြောင့်9လက6လကဖြစ်ခဲ့တယ်လူလောကကြီးမှာအောင်မြင်လာတယ်ကျွန်တော်ဒီလောက်တော့လောကကြီးမှာဒီအောင်မြင်တဲ့လူတွေကကိုယ်ပိုင်အတူတူပေါ်ရှိတဲ့လူတွေအဲ့တော့ဘဝမှာကျွန်တော်တို့ဘယ်တော့ပဲပြီးကိုယ်ပိုင်အတူတူပေါ်ဖြစ်ဖို့အတွက် creative thinking တို့ lateral thinking တို့ကိုယ်ပိုင်တူကိုယ်ပိုင်သိတာတော့ဘုရားဟောတာမှာပါပါတယ်ကိုယ်တိုင်သိဖို့ဆိုတဲ့ဟာအဲ့ဒီဟာအတွက်အချိန်ပေးရမယ်ခံစားကြရမယ်နောက်စဉ်းစားကြအခုဟာသိပြီးရောမရဘူးကျွန်တော်တို့ creative thinking ပြဖို့အတွက်ဒီလိုလုပ်ရမယ်ကျွန်တော်ရှိတယ်အဲ့တော့လူငယ်ပိုင်းကကျိုးပြီးရလို့ကျွန်တော်တို့ဒီထဲကပြီးရလူကြီးတွေဖြီးပြီးမှာပေါ့လူငယ်ဘက်ကတော့တယောက်တည်းတော့စပြီးမေးဖို့ကျွန်တော်အပြင်မှာစာသွားတင်ပြပါတယ်ဟိုကျောင်းသားတွေပါဟိုကတင်ယူတော့ပေါ့အဲ့ဒီလိုဥပဒပကအတူတူပဲဖြစ်ဖြစ်ဘယ်နိုင်ငံသမ္မတတွေဖြစ်ဖြစ်ဘယ်တက်ကဘုဒ္ဓကြီးပဲဖြစ်အဲ့ဒီတက္ကသိုလ်မှာနိုင်ငံတက္ကသိုလ်မှာလာဆူးနေတဲ့အခါမှာကျွန်တော်တို့ဒီကိုမေးဖို့လက်စာထောင်တာ15နှစ်ကနေအသက်အစိတ်တွေလူငယ်တွေကအရင်ဆုံးလက်ထောင်တာပါ participate လုပ်တာပါအခုဗမာပြည်မှာကြတော့ကျွန်တော်တို့အရင်ဆုံးလက်ထောင်တာကျွန်တော်တို့ဘုန်းကြီးတွေပါကျွန်တော်တို့ကိုတီတောင်းမေးရတယ်ကိုတီတောင်းသွားတာဒီဘက်ကတော့ကိုစိုးသေးအဲ့တော့လူငယ်များလူငယ်တွေရဲ့အရွယ်လူငယ်တွေရဲ့တိုးတက်မှုတွေဖြစ်နေတဲ့လူငယ်တွေကလည်းမီးပြီးရဲ့တတိကျွန်တော်တော့မီးကိုတောင်းလို့ရှိတာမဟုတ်ဘူးမီးကိုကောင်းရမှာမီးချင်းဆိုတဲ့စိတ်ဓာတ်အဲ့ဒါမှပဲကျွန်တော်တိုင်းပြီးတိုးတက်မှာအခုဆရာတို့ကျွန်တော်တို့ဝင်မီးရဲ့ဆိုတာကျွန်တော်ဒီမှာဆရာတို့ဆရာတို့နေပြောပေါ့ကျွန်တော်မီးကအများကြီးဒါပေမဲ့နောက်လာပဲတိတ်တိတ်မူးရည်စွာတောင်းနေကြတာပေါ့နော်